တနေ့တာတော့လှုပ်တွေနဲ့လှုပ်တွေရှုံနေပြီးညဘက်ရောက်တဲ့ခါမှာဒီနေ့ဘာလှုပ်ခဲ့ပါလဲဆိုပြီးတော့ကိုယ့်ကိုပြန်မေးဘူးကြားရမလားအစည်းအဝေးမှာကြားခဲ့ရတဲ့ချက်လက်တွေကိုခဏလေးနဲ့မေးသွားတာမျိုးတို့တယောက်ယောက်ရဲ့နာမည်ကိုရှာပြရောက်နေပြီမဲ့ပြောမထွက်တာမျိုးတွေအခန်းထဲကိုဖုန်းယူဖို့ဝင်သွားပြီမဲ့အခန်းထဲရောက်မှငါဘာလာယူတာလဲဆိုတာမေးသွားတာမျိုးတွေကြုံမှုကြမှာပါဒီလိုဖြစ်လာတဲ့အခါအသက်ကြီးလို့ဖြစ်လာတာအလုံများလို့ဖြစ်လာတာလို့လူအများစုကထင်ကြတယ်ဒါမဲ့တကယ်တော့အုံနှောက်ဟာနေ့တိုင်းလှုပ်လှုပ်နေတဲ့အင်္ဂါအစီပိုင်းတစ်ခုဖြစ်ပြီးတော့သူ့မှလည်းလေ့ကျင့်ခန်းတွေအနားယူချိန်နဲ့အာဟာရဓာတ်တွေလိုအပ်ပါတယ်အံ့ဩစရာကောင်းတာကအုံနှောက်ကိုပိုကျန်းမာလာစေဖို့တန်ဖိုးကြီးတဲ့ဆေးတွေအထူးဆက်ပစ္စည်းတွေမလိုအပ်ပါဘူးလူတိုင်းအခမဲ့လုံးနိုင်တဲ့အလေးကျင့်တစ်ခုတည်းနဲ့စတင်နိုင်ပါတယ်အဲ့ဒါကတော့နေ့စဉ်ပုံမှန်လမ်းလျှောက်ခြင်းပဲဖြစ်ပါတယ်လူအများစုကလမ်းလျှောက်တာကိုဝေကြဖို့နှလုံးကျန်းမာရေးကောင်းဖို့နဲ့သွေးကြိုထိန်းဖို့အတွက်လုပ်တယ်လို့ပဲထင်ကြပါတယ်ဒါရီယာမှန်ပါတယ်ဒါမဲ့လူတည်နေတဲ့အကျိုးကျေးဇူးတစ်ခုကလမ်းလျှောက်ခြင်းဟာအုံနှောက်အတွက်လည်းအလွန်အကျိုးရှိတာပါလမ်းလျှောက်တဲ့အခါနှလုံးခုန်လုံးကအနှဲငယ်မြင့်တက်လာပါတယ်အဲ့လိုဖြစ်လာတဲ့အခါအုံနှောက်စီကိုသွေးအောက်ဆီဂျင်နဲ့အာဟာရဓာတ်တွေပုံမရောက်ရှိလာပါတယ်အုံနှောက်ဆဲတွေကအောက်ဆီဂျင်ကိုအလွန်လိုအပ်တဲ့အတွက်သွေးလက်ပတ်မှုကောင်းလာတဲ့မျှအလွတ်လုံနိုင်စွမ်းလည်းတိုးတက်လာပါတယ်သူရိသနာတွေကပုံမှန်လမ်းလျှောက်နေတဲ့သူတွေမှာမှတ်ညံတဲ့တည်ယူနိုင်စွမ်းအတွက်အလွန်ရေးပါတဲ့ hippocampus လို့ခေါ်တဲ့အုံနှောက်စီပိုင်းတစ်ခုဟာပုံမကျန်းမာနေတာကိုတွေ့ရှိထားပါတယ်ဒါရင်မကသေးပါဘူးလေ့ကျင့်ခန်းလုပ်တဲ့အခါမှာ BDNF လို့ခေါ်တဲ့ protein ဓာတ်ထွက်ရှိမှုလည်းတိုးလာနိုင်ပါတယ်သိပ္ပံပညာရှင်တွေကဒီဓာတ်ကိုအုံနှောက်အတွက်သဘာဝဓာတ်မြေဩဇာလို့တောင်တင်စားပြောဆိုကြပါတယ်ဘာကြောင့်လဲဆိုတော့ဒီဓာတ်ကအုံနှောက်ဆဲတွေကိုရှင်သန်ဖို့အချင်းချင်းဆက်သွယ်မှုပိုကောင်းလာဖို့နဲ့သင်ယူမှုအသစ်တွေပုံမလွယ်ကူစေဖို့အထောက်အကူပြုလို့ပါဒါကြောင့်ပဲပုံမှန်လမ်းလျှောက်တဲ့သူတွေဟာအာယုံစူးစိုက်နိုင်စွမ်းပိုကောင်းလာတာစိတ်ဖိစီးမှုလျော့နေလာတာအလွတ်လုပ်တဲ့အခါအကြံဉာဏ်သစ်တွေပိုထွက်လာတာမျိုးကိုခံစားရနိုင်ပါတယ်တကယ်တော့လမ်းလျှောက်နေချိန်မှာအုံနှောက်ကအနားယူနေတာမဟုတ်ပါဘူးစန့်ကျင်ဘက်အနေနဲ့အစိတ်ပိုင်းတော်တော်များများကတပြိုင်နက်တည်းအလွတ်လုပ်နေပါတယ်မျက်လုံးကလမ်းကိုကြည့်ရနားကအတန်ကိုကြားတယ်ခြေထောက်ကလှုပ်ရှားတယ်ခန္ဓာကိုယ်ကဟန်ချက်ညီအောင်ထိန်းတယ်ဒီလုပ်ငန်းစဉ်အားလုံးကိုအုံနှောက်ကစီမံခန့်ခွဲနေရတာပါဒါကြောင့်လဲချိုးသောစာရေးဆရာတွေတီထွင်ဖန်တီးသူတွေနဲ့စီးပွားရေးခေါင်းဆောင်တွေဟာအကြံဉာဏ်ကောင်းတွေစဉ်းစားတဲ့အခါမှာလမ်းလျှောက်ရင်စဉ်းစားလေးရှိကြပါတယ်ဒါအပြင်နေ့စဉ်လမ်းလျှောက်ခြင်းကစိတ်ဖိစီးမှုဟော်မုန်းကိုလည်းရောကျစေနိုင်ပါတယ်စိတ်ဖိစီးမှုနည်းလာတဲ့အခါအုံနှောက်ကမှတ်ညံသိမ်းစီရမှာပုံမထိရောက်လာပြီးအာယုံဆိုင်နိုင်စွမ်းလည်းပိုကောင်းလာနိုင်ပါတယ်အရေးကြီးဆုံးချက်ကတော့ဒီအကျိုးကျေးဇူးတွေကိုရဖို့အတွက်မာရသွန်ပြေးဖို့လည်းမလိုအပ်ပါဘူးတနေ့ကိုမိနစ်30လောက်လမ်းလျှောက်ပေးုံနဲ့လည်းလုံလောက်တဲ့အကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်အနှစ်ချုပ်ပြောရရင်လမ်းလျှောက်ခြင်းဆိုတာခြေထောက်ကိုပဲလေ့ကျင့်ပေးတာမဟုတ်ပါဘူးအုံနောက်ကိုလည်းနေ့တိုင်းလေ့ကျင့်ပေးနေတဲ့အလေ့ကျင့်တစ်ခုပါဒါကြောင့်နေ့တိုင်းမိနစ်30လောက်လမ်းလျှောက်ကြဖို့အကြံပြုပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like and follow ထားဖို့လည်းမမေ့နဲ့အောင်နော်အားလုံးကျေးဇူးတင်ပါတယ်